ဘာလို့လှုပ်ရှားရခက်တာလဲဘာကြောင့်ဒီလောက်လှုပ်နေတာတော့မချမ်းသာရတာလဲဘာဖြစ်လို့အောင်မှုမရသေးတာလဲသင်ဟာကျောင်းသားဘွဲရဒါမှမဟုတ်လုပ်ငန်းတွေ့ကြုံနှစ်ပေါင်းများစွာရှိတဲ့သူဆိုရင်တော့ဒီလိုမေးခွန်းတွေကိုတင်းကိုတင်းမေးခဲ့ဖို့မှာပါဘာကြောင့်ဒီလိုဖြစ်ရတာလဲနှစ်စဉ်နှစ်တိုင်းကျောင်းသားနဲ့ဘွဲရသူကြီး၄သိန်းရှိပါတယ်အဲ့ဒီ၄သိန်းထဲကမှပြမ်းမြ၄ဦးထဲမှာ2ဦးဟာအလုံးမရရှိကြဘူးဘာကြောင့်နှစ်စဉ်ပြမ်းမြလူကြီးသိန်း၄တောင်းဟာအလုံးလက်မဲ့ဖြစ်နေရပါလူသမားအဖွဲ့အစည်းကလုပ်ငန်းကျွမ်းကျင်သူတွေကြံပေးတာကတော့အလုပ်လက်မဲ့ဖြစ်နေသူတွေဟာလုပ်ငန်းပိုင်းမှာပိုပြီးအရေးကြီးရှိအောင်လို့လုပ်ငန်းပိုင်းဆိုင်ရာပညာရပ်တွေကိုထပ်ပြီးလေ့လာသင့်တယ်လို့ဆိုပါတယ်။အဲ့ဒီတော့အလုပ်တစ်ခုရဖို့အတွက်နောက်ထပ်သင်တန်းတွေအများကြီးထပ်တက်ရတယ်။အဲ့တော့ငွေကြေးတွေအများကြီးသုံးပြရပါတယ်။သင်တန်းပြီးတဲ့ချိန်ကျပြန်တော့လူသိန်းပေါင်းများစွာနဲ့အလူရဲ့လုပ်ငန်းတင်ရှားရပြန်အောင်။ဒါတင်မပြီးသေးပါဘူး။လုပ်ငန်းမှာနေရာကောင်းရဖို့အတွက်နောက်ထပ်သင်တန်းတွေကိုစဉ်းစားမပြတ်တက်နေရပါတယ်။ငွေကြေးတက်နိုင်လို့ကတော့ကောင်းတာပေါ့။ဒါပေမဲ့လူအများစွာဒီလိုမလုပ်နိုင်ကြပါဘူး။ဒါဆိုရင်ဘယ်လိုဆက်လုပ်ကြလဲ။ဥပမာသင်က၄ဦးထဲကကံကောင်းသူ၃ဦးထဲမှာပါဝင်လို့လုပ်ငန်းမှာနေရာတစ်ခုရလိုက်တယ်ဆိုပါစို့ဒါပေမဲ့သင်မလွဲမသွေကြုံရမယ့်ပြဿနာကတော့လက်ကြာကြီးလုပ်ငန်းလုပ်နေတာတောင်ရရှိတဲ့ဝင်ငွေကလုံလောက်မှုမရှိတာပါပဲတကယ်တမ်းဘွဲရပြီးဝင်ငွေအများကြီးရရှိကြတဲ့ဆရာဝန်အင်ဂျင်နီယာပါရဂူတွေဆိုတာလူနည်းစုလောက်ပဲဖြစ်ပါတယ်နောက်ထပ်လေးလာတွေ့ရှိချက်တစ်ခုကလုံမဥယျာဉ်52%ဟာရရှိတဲ့ဝင်ငွေအပေါ်လုံလောက်တဲ့စိတ်ကျေနပ်မှုမရှိတဲ့အတွက်လုပ်ငန်းပြောင်းဖို့စိတ်ကူးကြပါတယ်ဒါဆိုရင်လုပ်ငန်းဘယ်နှခုလောက်ပြောင်းမှစိတ်ကျဉ်မှုရကြမှာလဲနောက်ပြီးလုပ်ငန်းပြောင်းဖို့မစင်စားရတဲ့လူရဲ့18%ရှိပါသေးတယ်သူတို့တွေလုပ်ငန်းမပြောင်းနိုင်ခြင်းအဓိကချက်ကတော့လုပ်ငန်းသစ်မရှာနိုင်လို့ပါပဲဒီလူတွေဟာအောင်မြင်တဲ့နေရာတစ်ခုရဖို့အတွက်ရတဲ့လစာလေးမဖြစ်စလောက်နဲ့တူတယောက်ရဲ့ကုမ္ပဏီကိုတိုးတက်အောင်မြင်အောင်လုပ်ကင်ပေးနေတယ်ဆိုတာကိုသူတို့ကိုယ်တိုင်မသိပဲဖြစ်နေပါတယ်သင်ဘယ်လောက်စူးစမ်းလုပ်ငန်းကိုအခက်အခဲဖြစ်တာတွေကိုယ့်ရဲ့လုပ်ဖော်ကိုင်ဘက်တွေနဲ့တိုက်ခိုက်ဖြစ်တာတွေမန်နေဂျာရဲ့ညွှန်ညင်စုမှုတွေနဲ့ဝန်ထမ်းတွေရဲ့အောင်မြင်မှုကိုမပေးဆောင်နိုင်တဲ့လုပ်ငန်းစနစ်တွေနဲ့ကြုံတွေ့နေရအောင်ပါပဲပြီးတော့ကိုလုပ်နေတဲ့အလုပ်ကခိုင်မာမှုမရရှိသေးပဲတစ်ခါတရံမှာတင်မျောလေးမထားဘဲနဲ့လက်ထုတ်ခံရခြင်းမျိုးတွေကြုံရနိုင်ပါတယ်ဒီလိုအချိန်တွေမှာကိုချစ်သူအတွက်3ဖုန်းငွေကိုမိဘကျန်းမာရေးအတွက်3ဖုန်းငွေဒီလေးចောင်းစိတ်အတွက်3ဖုန်းငွေအိမ်တွင်းမိဖို့ကြောင့်3စိတ်တွေပေါ်လာပြီးဆိုတော့ဒါဆိုရင်ဘယ်လိုလုပ်မလဲဒါပေမဲ့လက်ကစားဝန်ထမ်းလုပ်ကိုမကောင်းဘူးလို့ကျွန်တော်မဆိုလိုပါဘူးကျွန်တော်ဆိုလိုချင်တာကလူတိုင်းရဲ့ဘဝမှာကိုယ်တိုင်မစင်စားမိတဲ့အကြောင်းအရာတွေအတွက် plan B ဆိုတာရှိသင့်ပါတယ်ဒီအချက်ကပဲသင်ရဲ့အောင်မြင်မှုစီကိုပို့ဆောင်ပေးနိုင်ပြီးကောင်းမွန်တဲ့လူနေမှုအဆင့်နဲ့ကြောင်းလဲပေးနိုင်ပါတယ်ဘဝမှာကြုံတွေ့ရတဲ့ပြဿနာတွေဖြေရှင်းနိုင်ဖို့အတွက်အရေးကြီးဆုံးချက်ကတော့သင်ရဲ့တွေးခေါ်တွေကနေပြီးစတင်ပြောင်းလဲရမှာပါဒါဆိုရင်အောင်မြင်ဖို့အတွက်နဲ့ဘဝရည်သွေးမြင့်မအောင်ပြောင်းလဲဖို့အတွက်ဘယ်လိုဖွင့်လန်းတွေရှိမလဲဘဝမှာအောင်မြင်မှုရရှိဖို့နဲ့အရေးသွေးမြင့်မာတဲ့ဘဝအဖြစ်ပြောင်းလဲပေးနိုင်မယ့်နည်းလမ်းထဲမှာအခုကျွန်တော်တို့တင်ပြမယ့်စီးပွားရေးစနစ်ကတစ်ခုပါဝင်ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ညီမတို့နဲ့ဟင်းစရာဖြစ်ပါတယ်ဒီခွေလေးနဲ့တူအကောင်းဆုံးခွင့်လန်းနေမိတ်ဆွေရဲ့လက်ထဲရောက်ရှိလာတဲ့အတွက်ကြောင့်လို့အရန်ကုန်ယူပါတယ်ကျမအနေနဲ့ပြည်သက်ကြီးကိုအရန်စိတ်လှုပ်ရှားစရာကောင်းတဲ့အကောင်းဆုံးခွင့်လန်းနေကိုမိတ်ဆက်ပေးကြပါတယ်ဒီနေ့ကဘာပေါ်မှာအရန်အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းနဲ့အတူမိတ်ဆွေတို့အိမ်မှာအမြဲလိုအပ်တဲ့အိမ်ကောင်းပစ္စည်းအလောက်ကုန်ပစ္စည်းကျမရေးဆောင်ရှောက်တဲ့ပစ္စည်းတွေကိုဝယ်သုံးစွဲရင်းနဲ့အပေါ်ဝင်ရရှိနိုင်တဲ့အခွင့်ကောင်းလေးနဲ့မိတ်ဆက်ပေးနေတာပါဒီခွင့်လန်းအားဆိုရင်အရေးသွင်းတဲ့ပစ္စည်းကိုသုံးကျင်သူတွေအတွက်အိမ်မှာနေရင်ဆိုင်မှာထိုင်ရင်အပေါ်ဝင်လုပ်ငန်းရကျင်တဲ့သူတွေနေ့စဉ်ရုပ်တက်ရုံစင်လုပ်နေရပြီးမအားလက်တဲ့သူတွေကျောင်းအားလက်ရမှာအချိန်ပိုင်းလုပ်ချင်တဲ့ကျောင်းသူကျောင်းသားတွေအတွက်အထူးသင့်လျော်တဲ့ဝန်ဆောင်မှုပေးနိုင်တဲ့လုပ်ငန်းလေးပဲဖြစ်ပါတယ်ရှင်ဒီလုပ်ငန်းမပြောခင်မှာဒီကနေ့မိတ်ဆွေတို့ကျမတို့ကျင့်သုံးနေတဲ့ကုန်စည်စည်းစိမ်မှုပုံစံလေးကိုလည်းပြပြပေးချင်ပါတယ်မိတ်ဆွေတို့ကျမတို့မနက်မိုးလေးလာတဲ့သွားဆိုင်နဲ့မျက်နှာတက်နဲ့ရေချိုးနဲ့စားရတဲ့ဘူတွေတန့်ရှင်းဝင်ပြုလုပ်ရပါတယ်အဲ့လိုပြုလုပ်နိုင်မှုအတွက်သွားဆိုင်ကြီးကစားဝယ်သုံးဆွဲရပါတယ်အဲ့လိုဝယ်သုံးဆွဲရတဲ့အတွက်မိတ်ဆွေတို့ကျမတို့စားသုံးသူလို့ခေါ်ပါတယ်တစ်ခါမှလည်းအဲ့ဒီပစ္စည်းထုတ်လုပ်တဲ့ producer တွေလည်းရှိပါတယ် producer ထုတ်လိုက်တဲ့ပစ္စည်းတွေကိုမိတ်ဆွေတို့ကျမတို့စားသုံးတွေလက်ထဲရောက်ရှိအောင်ကြားခံနေနဲ့ဝန်ဆောင်မှုပေးတာကို marketing လို့ခေါ်ပါတယ်တစ်ဖက်ပါစရာကိုကြည့်မယ်ဆိုရင်ကုန်ပစ္စည်းတစ်ခုကိုထုတ်လုပ်မှုကုန်ကျစရိတ်နဲ့အကျိုးမြတ်ပါပေါင်းပြီး90နဲ့ရောင်းမယ်ဆိုပါတော့ပထမဆုံးလောမှာတော့မိတ်ဆွေတို့ကျမတို့သိဖို့အတွက် TV ကြော်ညာပေပေါက်ကြော်ညာမဂ္ဂဇင်းဂျာနယ်စသည်တို့မှာကြေညာရပါမယ်အဲ့ဒီအတွက်ကြော်ညာစရိတ်20%လောက်ကိုအသုံးပြုရပါမယ်ခုနက90နဲ့ရောင်းမဲ့ပစ္စည်းက80နဲ့ရောင်းမှအဆင်ပြေမှာပါဒါရင်မကသေးပါဘူးဒီကုန်ပစ္စည်းကိုဖြန့်ချီဖို့အတွက်အနေရက်မှာရှိတဲ့လက်ကားဆိုင်ကိုပို့ရပေးပါတယ်လက်ကားဆိုင်တွေကလည်းတည်ယူပို့ဆောင်စရိတ်ဆိုင်ငန်းငါတွေရှိတဲ့အတွက်
10 ရာခိုင်နှုန်းအမြတ်တင်ရပါတယ်ဒါဆိုရင်ကုန်ပစ္စည်းတစ်ခုရဲ့တန်ဖိုးက80ဖြစ်နေပြီပေါ့အဲ့ဒီရမှာတစ်ဆင့်မိတ်ဆွေတို့ကျမတို့ဝေးသုံးဆွဲနိုင်တဲ့လက်လီဆိုင်ရောက်ရှိပြီပေါ့လက်လီဆိုင်ကလည်းဝန်ထမ်းစရိတ်စိုင်ခန်းစရိတ်တွေကိုပေါင်းပြီး20 ရာခိုင်နှုန်းအမြတ်တင်မှာဖြစ်မှာပါဒါကြောင့်ကျမတို့စီကိုရောက်ရှိလာတဲ့အချိန်မှာ100 ရာခိုင်နှုန်းဖြစ်နေပါပြီဒီဇာတ်လေးကိုပြန်ကြည့်မယ်ဆိုရင်ထုတ်လုပ်သူကရတာ90ညီမတို့ပေးရတာ100ဒါဆိုရင်ထုတ်လုပ်သူနဲ့ကျမတို့ကြားဝန်ဆောင်မှုပေးရတာ90 ရာခိုင်နှုန်းပေါ့ဒါကတော့မိတ်ဆွေတို့နဲ့ကျမတို့လက်ရှိသုံးနေကြတဲ့ကုန်ပစ္စည်းစီစဉ်မှုပုံစံလေးပါဒီကနေ့ကျမမိတ်ဆက်ပေးမယ့်ကုန်ပစ္စည်းကတော့အဲ့လို90 ရာခိုင်နှုန်းဝန်ဆောင်မှုတွက်ပေးကြရမလို့ပဲအဲ့ဒီ90 ရာခိုင်နှုန်းကိုမိတ်ဆွေတို့ကိုယ်တိုင်ခံစားရရှိမှာဖြစ်ပါတယ်ဒါကိုကျမတို့က word of mouth marketing လို့ခေါ်ပါတယ်မိတ်ဆွေကိုယ်တိုင်ကုန်ပစ္စည်းကိုသုံးမယ်ကြိုက်တယ်ဆိုရင်နောက်တစ်ယောက်ကိုကြော်ညာပေးအောင်ပါပဲဒါကြောင့်ကျမတို့ကုမ္ပဏီဟာဆိုရင်ကုန်ပစ္စည်းကိုအရေးသွင်းမြအောင်ထုတ်လုပ်ပြီးတော့စားသုံးသူကိုဓာတ်ရိုက်ရောင်းချပေးပါတယ်အဲ့ဒီစားသုံးသူကပစ္စည်းကောင်းကိုသုံးပြီးတဲ့အချိန်မှာနောက်တစ်ယောက်ကိုကြော်ညာပေးပါတယ်နောက်ထပ်သုံးဆွဲသူတစ်ကလည်းသူသုံးဆွဲပြီးပစ္စည်းရည်သွေးကောင်းတဲ့အတွက်ကြောင့်နောက်ထပ်တစ်ယောက်ကိုပြန်ပြီးကြော်ညာပေးပါတယ်ဒီလိုနဲ့စားသုံးသူထောင်ချီတောင်းချီသိန်းချီဖြစ်လာပါတယ်စားသုံးသူ1000ရှိတဲ့ network ကတရားကို3သိန်းမိုးဝယ်မယ်ဆိုရင်3000ရောင်းအားပေါ်မှာ3500ကိုစားသုံးသူခံစားခွင့်အနေနဲ့ကုမ္ပဏီက bonus ပြန်ပေးမှာဖြစ်ပါတယ်ယခုဆိုရင်ကျမတို့ကုမ္ပဏီကတစ်နှစ်အတွင်းမှာ TV မကြော်ညာစိုင်တင်မရောင်းမယ်စားသုံးသူနဲ့ဈေးကွက်ဖြန့်ချီသူပေါင်း4000ကျော်ရှိနေပါပြီဒါဆိုရင်စားသုံးသူ4000ကျော်ရှိတဲ့ networking မှာစားသုံးသူတွေခံစားခွင့်ဘယ်လောက်ရမလဲဆိုတော့ပြည်သက်စီခံမှန်းလို့ရပါပြီဒါကြောင့်ဒီစနစ်ဟာကျမတို့လိုမိတ်ဆွေတို့လိုစားသုံးသူတွေအတွက်ပစ္စည်းကောင်းလည်းရတယ်လို့အပေါ်ဝင်ငွေဝါရရှိတဲ့အတွက်ကြောင့်မလို့လုံးဝလက်မလွတ်တဲ့အခွင့်အရေးပါဘာကြောင့်လဲဆိုတော့ကျမတို့မိတ်ဆွေတို့ဟာဘာအကျိုးမြတ်မှမရဘဲနဲ့တောင်ပစ္စည်းကောင်းလေးတွေ့ပြီဆိုရင်ကိုယ့်ရဲ့မိတ်ဆွေကိုပြန်ကြော်ညာပေးနေကြပဲမဟုတ်ဘူးလားဒါကြောင့်အချိန်ပြည့်ရုံတက်ရုံစင်လောက်စီရမလို့ငွေကြေးအရင်းကြီးအများကြီးမြုပ်နှံထားကြမလို့ဝန်ထမ်းစရိတ်မီတာခအခွန်ခတွေအကုန်အကျခံကြမလို့ပဲကိုယ်ဝယ်နေကြပစ္စည်းလေးကိုဝယ်နေကြနေရလေးပြောင်းလိုက်ရုံကိုယ့်ရဲ့မိတ်ဆွေတွေကိုသုံးနေကြတဲ့စိတ်လေးပြောင်းသုံးခိုင်းရုံနဲ့လစဉ်300ချီဝင်ငွေရရှိနိုင်တဲ့အတွက်ကြောင့်မလို့ဒီခွင့်ရေးကိုလက်မလွတ်ခံဖို့တတိပေးပြစေကျွန်တော်အနေနဲ့ network marketing အတွေ့အကြုံ16နှစ်ရှိပါတယ်အမေရိကန်ကုမ္ပဏီ3ခုမှာအောင်မြင်မှုရရှိခဲ့ပြီးတစ်လဝင်ငွေဘတ်တစ်သန်းကိုကုမ္ပဏီ3ခုစလုံးမှာရရှိခဲ့ပါတယ်ဒါကြောင့်ဒီစီးပွားရေးစနစ်ကလူတဦးချင်းစီရဲ့အရေးသွေးတွေကိုမြင့်တင်ပေးပြီးတော့လူတိုင်းကိုအောင်မြင်မှုတွေပေးဆောင်နိုင်တာကိုသိရှိခဲ့ရပါတယ်ก่อนเป็นบทกวีก่อนจิตรกรแต่งศิลบายและก่อนจะงดงามเกินคำบรรยายมีสิ่งที่ถูกใจสิ่งไหนในวันนั้นที่เปลี่ยนสิ่งข้างในไปสู่วันที่ฝันต้องมีสิ่งหนึ่งเคียงกันก่อนเป็นฝันของเราและสิ่งนั้นคือแรงบันดาลใจที่เปลี่ยนความฝันให้กลายเป็นความจริงอย่างน้อยมีแรงบันดาลใจก็ทำได้ทุกสิ่งโอ้และพรุ่งนี้มันจะเป็นเช่นไรจำเลยจะลาลงลุกเลือกลุกดีแค่ฉันมีแรงบันดาลใจก็ทำได้ทุกสิ่งโอ้ในวันที่ชีวิตมันผิดจากที่ฝันยิ่งไขว่ยิ่งคว้ายิ่งล้ายิ่งหวานลองกลับไปทบทวนจุดหมายในใจมีสิ่งที่จูงใจสิ่งไหนในวันนั้นจะเปลี่ยนสิ่งข้างในไปสู่วันที่ฝันต้องมีสิ่งหนึ่งเคียงกันก่อนเป็นฝันของเราและสิ่งนั้นคือแรงบันดาลใจที่เปลี่ยนความฝันให้กลายเป็นความจริงอย่างน้อยมีแรงบันดาลใจก็ทำได้ทุกสิ่งโอ้และพรุ่งนี้มันจะเป็นเช่นไรจำเลยจะลาลงลุกเลือกลุกดีแค่ฉันมีแรงบันดาลใจก็ทำได้ทุกสิ่งโอ้คือแรงบันดาลใจที่เปลี่ยนความฝันให้กลายเป็นความจริง
อย่างน้อยมีแรงบันดาลใจก็ทำได้ทุกสิ่งโอ้และพรุ่งนี้มันจะเป็นเช่นไรจะเหนื่อยจะลาลงลุกและคลุกดินแค่ฉันมีแรงบันดาลใจก็ทำได้ทุกสิ่งโอ้และตรงนั้นคือแรงบันดาลใจที่เปลี่ยนความฝันให้กลายเป็นความจริงอย่างน้อยมีแรงบันดาลใจก็ทำได้ทุกสิ่งโอ้และพรุ่งนี้มันจะเป็นเช่นไรจะเหนื่อยจะล้าลงลุกคลุกดินแค่ฉันมีแรงบันดาลใจก็ทำได้ทุกสิ่งโอ้ ကျမတို့ကုမ္ပဏီရဲ့နာမည်ကတော့ဆက်ဆက်မောကုမ္ပဏီလို့ခေါ်ပါတယ်။အဓိပ္ပာယ်ကတော့မိတ်ဆွေတို့ရဲ့စီးပွားရေးလူမှုရေးကျန်းမာရေးအစအစအရာကိုလက်ရှိအနေအထားကနေပုံမအောင်မြင်တဲ့အနေအထားထိရအောင်ကူညီနိုင်ဖို့အတွက်ရည်ရွယ်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ဆက်ဆက်မောကုမ္ပဏီကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာ2023နှစ်မေလစတင်ဖွင့်လှစ်နိုင်ခဲ့ပြီး6လအတွင်းမှာကုမ္ပဏီခွဲ9ခုဖွင့်လှစ်နိုင်တဲ့အထိအောင်မြင်မှုရရှိခဲ့တာဖြစ်ပါတယ်။2014နှစ်ဦးပိုင်းမှာမြန်မာနိုင်ငံကိုနိုင်ငံတကာဈေးကွက်အနေနဲ့စတင်ဖွင့်လှစ်ခဲ့ပြီးတစ်နှစ်အတွင်းမှာထိုင်းမြန်မာမန်ဘာဥယျာဉ်4000ကျော်သုံးစွဲနေပါပြီ။ဆက်ဆက်မောကုမ္ပဏီကပထမဆုံး 100% foreign investment နဲ့တရားဝင်မှတ်ပုံတင်ထားတဲ့အတွက်ရရှိခိုင်မာမှုကိုလိုလားသူတွေအတွက်စိတ်ချရတဲ့ကုမ္ပဏီဖြစ်ပါတယ်။ဆက်ဆက်မောကုမ္ပဏီကို2015ခုနှစ်မှာရုံးခွဲပေါင်း90ထိဖွင့်လှစ်နိုင်မယ်လို့ယုံကြည်ထားပါတယ်။ Written in these walls are the stories that I can't explain. I leave my heart open, but it stays right here empty for days. She told me in the morning she don't feel the same about us in her bones. Seems to me that when I die, these words will be written on my stone. And I'll be gone, gone tonight. The ground beneath my feet is open wide. The way that I've been holding on too tight, with nothing in between. ဆက်ဆက်မောကုမ္ပဏီရဲ့ founder ကတော့ Dr. Sitri Kretcher ဝန်ထမ်းဖြစ်ပါတယ်။ Dr. Sitri ကဆိုရင်ထိုင်းပြည်ပိုင် Serial ဆေးရုံရဲ့နားနှာခေါင်းလေကြောင်းပါရဂူဘွဲ့ရရှိတာဖြစ်ပါတယ်။1999ကနေပြီးတော့2011ခုနှစ်ထိထိုင်းနိုင်ငံမှာရှိတဲ့ Ratchaburi ဆေးရုံနားနှာခေါင်းလေကြောင်းမှာ Managing Director ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။1991မှာ2011ခုနှစ်ထိမရစ်မယ်တော်ရဲ့လူမှုရေးအသင်းမှာလူမှုရေးလုပ်ငန်းကိုပူးတွဲတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဒါ့အပြင် Dr. Sitri ကထိုင်းနိုင်ငံ TTSA Thai Director Association ရဲ့ member တူဖြစ်ပြီး2013ခုနှစ်ရဲ့ The Best Distributor of the Year ဆုလည်းရရှိထားပါတယ်။ Network Marketing အတွေ့အကြုံ16နှစ်ရှိပြီး American ကုမ္ပဏီကြီး3ခုမှာအမြင့်ဆုံးအောင်မြင်မှုရရှိခဲ့တဲ့ခေါင်းဆောင်တူလည်းဖြစ်ပါတယ်။အလားပါနဲ့ဆိုင်တဲ့အထူးခုစီးရုံရှိခုကြီးပါနိုင်လာပါတယ်။လက်ရှိမှာတော့ဆက်ဆက်မောကုမ္ပဏီကိုတည်ထောင်ပြီးတော့တထေးလောင်းတွေဝေထုတ်ပေးနေပါတယ်။ ဘာမှရှိတဲ့လူအများစုဟာအောင်မြင်မှုရရှိပြီးမြင့်မားတဲ့လူနေမှုအဆင့်အတန်းကိုလိုလားကြသူတွေပါတကယ်တမ်းလေ့လာကြည့်တဲ့အချိန်မှာအောင်မြင်မှုအမှန်တကယ်ရရှိသူတွေဟာလူနည်းစုဖြစ်နေပါတယ်တကယ်လို့ကျွန်တော်တို့ဟာလကစားဘဝနဲ့ရှေ့ဆက်သွားမယ်ဆိုရင်လစဉ်ရရှိတဲ့ဝင်ငွေနဲ့တစ်နှစ်တာရရှိတဲ့ဝင်ငွေတွေဟာအကန့်အသတ်နဲ့ရှိနေမှာပါတကယ်လို့သင်ဟာအမှန်တကယ်အောင်မြင်နေတယ်ဆိုရင်အောင်မြင်မှုကိုပို့ဆောင်ပေးနိုင်တဲ့အခွင့်အလမ်းနဲ့အတိုင်းဝိုင်းတစ်ခုအပြစ်မှာရှိနေဖို့လိုပါတယ် Story of my life, I'll take her home. I've done all night to keep her warm in time. It's frozen. The story of my life, I give her hope. I spend her love until she's broke inside. The story of my life.
like chasing the clouds. The story of my life, I give her love, I spend her love until she's broken inside. The story of my life, the story of my life, the story of my life, the story of my life. ဆက်ဆက်မောကုမ္ပဏီရဲ့ Managing Director တော့ Mr. Not Parky ဖြစ်ပါတယ်။ Mr. Not Parky ဟာဂန်ကန်ဟန်တက္ကသိုလ်ကနေအောင်မြင်ပြီးတော့ Marketing ဘွဲ့ရရှိထားဖြစ်ပါတယ်။ဒါအပြင် Nita တက္ကသိုလ်ကနေပြီးတော့ MBA နဲ့ Financial ဘွဲ့ကိုရရှိခဲ့သူဖြစ်ပါတယ်။ Avon Cosmetic ကုမ္ပဏီမှာ Champion ဆုနှစ်ဆက်တိုက်ရရှိခဲ့ပြီးဈေးကွက်နဲ့စီမံခန့်ခွဲမှုကျန်းတဲ့သူလည်းဖြစ်ပါတယ်။ ခိုင်မာတဲ့ကွန်ရက်တစ်ခုတည်ဆောက်ဖို့အတွက်လုပ်ငန်းလုပ်ကိုင်ဖို့နည်းစနစ်ကိုနားလည်စေဖို့ကျွန်တော်တို့စီမှာ successional model လို့ခေါ်တဲ့နည်းစနစ်တွေရှိပါတယ်။ဒီနည်းစနစ်တွေကလုပ်ငန်းလုပ်ကိုင်နေသူအဖို့လုပ်ငန်းကိုကြီးထွားစေဖို့နဲ့အောင်မြင်မှုကိုကြာရှည်စွာပိုင်ဆိုင်နိုင်ဖို့အတွက်လှုံ့ဆော်ပေးနိုင်ပါတယ်။ကျွန်တော်တို့ကုမ္ပဏီအချိန်တိုတွင်းအောင်မြင်လာရတဲ့အဓိကအချက်၃ချက်ရှိပါတယ်။နံပါတ်၁အချက်ကတော့လုပ်ငန်းပိုင်ရှင်နဲ့စီမံခန့်ခွဲသူဟာတဦးတည်းဖြစ်နေတဲ့အတွက်လုပ်ငန်းမှာဖြစ်ပေါ်လာတဲ့ပြဿနာအမျိုးမျိုးကိုစိတ်ရင်းနဲ့ဖြေရှင်းပေးနိုင်ပါတယ်။နံပါတ်၂ချက်ကတော့ကွန်ပျူတာအမျိုးအစားအစုံလင်နဲ့လူတန်းစားမျိုးသုံးနိုင်ပြီးတင့်တော်တဲ့ဈေးနှုန်းတက်မှတ်ချက်ကြောင့်လည်းပါဝင်ပါတယ်။နံပါတ်၃ချက်ကတော့ Managing Director Mr. Not Parky ရဲ့စီမံခန့်ခွဲမှုနဲ့တင်ပြပြောထောင်ပေးမှုကြောင့်ဆက်ဆက်မိုးနဲ့အတူသင်ကိုယ်တိုင်ရေရှည်အောင်မြင်မှုကိုကခိုင်မာမာရရှိနိုင်ပါတယ်။မောကုမ္ပဏီမှာထုတ်ကုန်အဖြစ်5စုရှိပြီးတော့ပစ္စည်းပေါင်း100ကျော်ထုတ်လုပ်ဖြန့်ချိပေးသွားမှာဖြစ်ပါတယ်။မိတ်ဆွေတို့မနက်အိယာထားတဲ့အချိန်